gadget ချစ်သူတွေအတွက် gadget မဲ့ရဲ့ experience တွေကိုအပြည့်အဝခံစားရအောင် Insider Door Program နဲ့အတူလိုက်ခဲ့လိုက်တော့နော်ဒီနေ့သင်စား Insider Door အနေနဲ့ရောက်ရှိနေတဲ့ဆိုင်ကြီးကတော့စမ်းချောင်း gadget မဲ့ brand shop ကြီးပါစမ်းချောင်း gadget မဲ့ brand shop ကြီးကိုစမ်းချောင်းမြို့နယ်ပဒုံမာလန်ထဲမှာဖွင့်လှစ်ထားပါတယ်ကဲဒါဆိုရင်စမ်းချောင်း gadget မဲ့ brand shop ကြီးမှာဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ gadget ပစ္စည်းလေးရှိမလဲဆိုတာကိုသင်သားနဲ့အတူတူဝင်ကြည့်လိုက်ရအောင်နော်မင်္ဂလာပါဝါဆိုင်ထဲမှာဆိုရင် gadget မဲ့ရဲ့ပစ္စည်းအစုံလေးကိုခင်းချင်းပြသထားအောင်တွေ့ရတယ်ဒီဘက်မှာဆိုရင်လည်း gadget မဲ့ကနေပြီးတော့နောက်ဆုံးထွက်ထားတဲ့ TWS လေးတွေကို display ပြထားတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်စိတ်တိုင်းကျစမ်းသပ်ဝယ်ယူခြင်းတင်ဆိုရင်လည်းအဆင်ပြေရယ်အခုတင်စားပထမဆုံးပြပေးခြင်းနဲ့ gadget မဲ့ရဲ့ကောင်တာလေးကတော့ TWS ကောင်တာလေးပါဒီမှာဆိုရင် gamer တွေအကြိုက် GM25 gaming TWS လေးတွေလည်းရှိရယ်နောက်ပြီးတော့ဒီမှာဆိုရင်လည်းAirPod Pro နဲ့တူတဲ့ GM20 Pro နဲ့တက်လေးတွေလည်းရှိတယ်ဒီမှာဆိုရင် gadget မဲ့ကနေပြီးတော့ brand ambassador တပည့်ကြီးကြီးညာထားတဲ့ sleeping earbud လေးလည်းရှိသေးတယ်အခုနောက်ပိုင်းပေါ့နော် ANC ပါရာလေးတွေကြိုက်တဲ့ customer တွေအတွက်လည်း GM90 ANC ရတဲ့နှစ်ချက်လေးတွေလည်းရှိတယ်အဲ့တော့ TWS အစုံကိုလိုချင်နေဆိုရင်ဒီကောင်တာလေးမှာလာပြီးဝယ်လို့ရရင်နော်ဒါလေးကတော့ power bank ကောင်တာလေးပါဒီမှာဆိုရင် Thai power bank လို့နာမည်ကြီးနေတဲ့ Rapid series power bank ပေါ့နော်သူ့မှာ 1000 ampere နေပြီးတော့ 8000 ampere တိရှိတယ်အဲ့တော့ကိုယ်စိတ်ကြိုက် ampere တွေကိုရွေးချယ်ပြီးဝယ်လို့ရတယ်နောက်ပြီးတော့ဒီမှာဆိုရင်ဆွဲဆုံးသုံးလို့ရတဲ့ hyper power bank ပေါ့နော်သူ့မှာကြိုးတွေအများကြီးပါတယ်ဟောဟဲ့ဒီမှာကြည့်စမ်းဒီအားကြတော့ကင်မရာပါဝါဘန့်လေးကင်မရာပုံစံနဲ့တူလို့လူတွေအများဆုံးစိတ်ဝင်စားတာပေါ့နော်နောက်တစ်ခုကကြတော့ message power ပါဝါဘန့်ကိုလိုချင်တဲ့သူတွေအတွက်လည်း message power ဘန့်လေးရှိရယ်နော်ဒီမှာကြတော့ဒါကတော့ gadget မဲ့ရဲ့ brand ambassador ခင်ဝင်းကကိုယ်တိုင်သုံးနေတဲ့all in one power bank လေးပေါ့နော်ဒီတော့ကိုယ့်ရဲ့ဖုန်းတွေ device တွေကိုအားသွင်းမှုအတွက် power bank ကောင်းကောင်းလိုနေရဆိုရင်တော့ဒီ gadget မဲ့ကောင်တာလေးမှာလာပြီးတော့ဝယ်လိုက်တော့နော်ဒီဘက်မှာဆိုရင်တော့ကျိုးကောင်းတွေရဲ့ charger set လေးပါဒါလေးကတော့အခုနောက်ပိုင်းအရင်ရေပန်းစားနေတဲ့ AI smart charger set လေးလည်းရှိရဲနောက်ခီးသွားတာဝါနာပါတဲ့သူတွေအတွက်ဆိုရင်ဒါမျိုးလေးတစ်ခုတော့ဆောင်ထားတဲ့နဲ့သူကခေါင်းပုံစံအမျိုးမျိုးပြောင်းလို့ရတဲ့အတွက်ကြောင့်မလို့ပေါ့ travel charger set လေးဒါလေးတစ်ခုတော့ဝယ်သွားတဲ့နဲ့နောက် Xiaomi ဖုန်းအသုံးပြုနေတဲ့သူတွေရောရှိလား Xiaomi ဖုန်းအသုံးပြုနေတဲ့သူတွေအတွက် gadget မှာနောက်ဆုံးထွက်ထားတဲ့67 watt turbo charger set လေးလည်းရှိရဲနောက်ပြီးတော့ကိုလိုချင်တဲ့ web ပေါ်မူတည်ပြီးတော့ပေါ့နော်ဒီဆိုင်လေးမှာလာပြီးတော့ဝယ်ယူလို့ရတယ်ကဲအားသွင်းမှုအတွက်ဘယ်လို charger set မျိုးကိုလိုချင်လဲလိုချင်တဲ့ charger set ကိုမေးပြီးတော့ဒီကောင်တာလေးမှာလာဝယ်လိုက်ရုံပဲနော်ဒါလေးကတော့ gadget မဲ့ရဲ့အားသွင်းကြိုးကောင်တာလေးပါဒီမှာဆိုရင်ထူးထူးခြားခြားခေါင်းချောင်မျိုးပြောင်းလို့ရတယ်စိတ်ဝင် cable ကြိုးလေးတွေလည်းရှိရဲနောက်ပြီးတော့အားသွင်းမျက်နှာကိုလိုချင်တဲ့သူတွေအတွက်လည်း60 watt output ရတဲ့အားသွင်းကြိုးလေးတွေလည်းရှိရဲဒါလေးကတော့180 degree ခေါင်းလဲလို့ရတဲ့အားသွင်းကြိုးလေးတွေလည်းရှိရဲဒီတော့ကိုကဘယ်လိုအားသွင်းကြိုးအမျိုးအစားကိုလိုချင်လဲဒီ gadget မဲ့ကောင်တာလေးမှာလာဝယ်လို့ရရနော်ချက်ပင်ကောင်းတဲ့လိုချင်လားတိုက်စီကောင်းတဲ့လိုချင်လားဒီကောင်တာလေးမှာကျွန်းတဲ့ချက်အစုံရှိရဲနော်ကဲဒီနေ့မှာတော့စမ်းချောင်း gadget မဲ့ brand shop ကြီးကို Insider Door အနေနဲ့ခေါ်လာပေးပြီးပြီနော်နောက်နေ့တွေမှာ Insider Door အနေနဲ့ဘယ် gadget မဲ့ brand shop ကိုသွားမလဲဆိုတာကိုစောင့်ကြည့်ပေးအောင်နော်